အားလုံးပဲမင်္ဂလာပါလက်ရှိတော်တော်လေးကို Trump ဖြစ်နေတဲ့ကျွန်တော်တို့မတပီတော်လှန်ရေးကိစ္စကိုကျွန်တော်ပြောချင်တယ်အခုတော်တော်လေးကိုအမှန်တရားအောက်မှာကြာရှုံးနေတဲ့လက်နက်ကင် CB တွေသိစေချင်တယ်ခမများတို့ဒီပုံစံနဲ့ဆက်သွားရင်ဘယ်ပြည်သူကမှခမများတို့လက်ခံရရှိထားမှာမဟုတ်ဘူးနော်ခမများတို့အခုဖန်ဆီးနေတဲ့လူငယ်တွေကိုလည်းကျေးဇူးပြုပြပြန်လွတ်ပေးပါကျေးဇူးပြုပြပြန်လွတ်ပေးပါလို့ကျွန်တော်ဒီညနေအနုညံတောင်းဆိုချင်တယ်ခမများတို့ကအခုလိုလူငယ်တွေကိုလိုက်ဖန်ဆီးပြီးတနက်ကင်ခိုင်းပြီးခမများတို့အဖွေထဲမှာဝင်ခိုင်းတယ်ဆိုတာကခမများတို့စကားစမင်းအောင်လှိုင်ကိုတိုက်ဖို့မဟုတ်ဘူးငါတို့သိတယ်ခမများတို့တိုက်ဖို့ CNA CNF ကိုခမများတို့တိုက်ဖို့အတွက်လူစုဆောင်းနေတာစစ်သားစုဆောင်းနေတာခမများတို့ချင်းပြည်နယ်အုပ်ချုပ်ခြင်းနဲ့စိတ်နဲ့လူငယ်တွေခမများတို့ဖန်ဆီးပြီးပေါ်တာဆွဲတယ်တနက်ကင်ခိုင်းတယ်တချို့လူငယ်တွေတော်တော်များများပြေးကြတယ်ကျွန်တော်တခုပြောပြမယ်ခမများတို့အာဏာလိုချင်တယ်ဒီကျွန်တော်တို့ချင်းပြည်နယ်အုပ်ချုပ်ခြင်းနဲ့ဆိုရင်ပထမအဆုံးလက်နက်မကင်ဘဲနဲ့လက်နက်တော့ကင်လို့ရတယ်ဒါပေမဲ့လက်နက်ကိုအာဏာပါဝါမသုံးဘဲနဲ့ပြည်သူအကြိုက်ပြည်သူအလိုလိုက်ပြည်သူနဲ့လက်တွဲပြီးပူးပေါင်းပါဒါဆိုရင်ဘယ်တော့အခါမှခမများတို့မချရှုံဘူးခမများတို့အခုကျွန်တော်အကြံပေးရနော်ခမများတို့အခုလုံးရက်တွေကအာဏာပါဝါပြတာခမများတို့ကိုယ်တိုင်အာဏာရှင်မကြိုက်လို့လက်နက်ကင်ပြီးတော့မှအာဏာရှင်တို့တွန်းလှန်နေတဲ့အခါမှာခမများတို့ကအခုအာဏာရှင်ထိုက်ကိုပူဆိုးနေတာကျွန်တော်ပြောရှင်းတယ်နော်အာဏာရှင်ထိုက်ကိုပူဆိုးနေတာခမများတို့ကခမများတို့စဉ်းစားတတ်အောင်ခမများတို့လူတိုင်းမှာအုံနောက်ရှိတယ်အသွေးသားရှိတယ်စဉ်းစားတတ်တဲ့ဉာဏ်ရှိတယ်နှလုံးသားရှိတယ်ခင်ဗျားတို့နှလုံးသားမလှနိုင်ဘူးလားကျွန်တော်ပြောပြမယ်ကျွန်တော်တို့ IDAC နယ်မြေဖက်မှာ IDAC ဖက်မှာဘယ်သူတွေကဘလောက်ထိအာနာဆိုးမှုပြပြီးဟလာခရိုနီဖက်စစ်လို့ဘယ်သူတွေတောင်းချိုင်းခဲ့လဲဆိုတာငါတို့ကောင်းကောင်းသိတယ်နော်ငါတို့ကသိတယ်ခင်ဗျားတို့မကျေနပ်လို့ရှိရင်ကိုယ့်အပေါ်မှာမကျေနပ်တဲ့လူတယောက်ရှိရင်ခင်ဗျားတို့တနက်ပြောင်းတယ်ခင်ဗျားတို့အလုပ်လုပ်တယ်တနက်နဲ့အလုပ်လုပ်တယ်တနက်နဲ့အမိတ်ပေးတယ်တနက်နဲ့ချင်းချောက်တယ်ဒါကတော်လာခြင်းမဟုတ်ဘူးညီကိုတို့ကျွန်တော်အခုခင်ဗျားတို့ CB ကိုတိုက်ခိုက်တာမဟုတ်ဘူးချင်းလေးကောင်စီနဲ့လည်းခင်ဗျားတို့ကိုတွေးထိုးပေးတာလည်းမဟုတ်ဘူးကျွန်တော်ပြောတာကရှင်းရှင်းပဲကျွန်တော်ကအခုကျွန်တော်ညီတွေဘယ်သူမှမရှိဘူးယူရမှာခင်ဗျားတို့ဖမ်းမင်းကျွန်တော်ညီတယောက်မှလည်းမရှိဘူးမော်ဒါဆွဲတဲ့ထဲမှာပါတဲ့တယောက်မှလည်းမရှိဘူးပြောချင်တာကကျွန်တော်ရဲ့ညီအမျိုးမရှိပေမဲ့လည်းကိုချင်းစာစိတ်နဲ့မခံနိုင်တဲ့စိတ်နဲ့ခင်ဗျားတို့ပြောပြတာဒါခင်ဗျားတို့ဘိုင်းပဲကျွန်တော်ပြောတဲ့စကားကခင်ဗျားတို့ကျွန်တော်မတိုက်ခိုက်ဘူးအပြစ်တစ်ခုလုံးလည်းမမြင်သေးဘူးဒါပေမဲ့ခင်ဗျားတို့ဆုံးဖြတ်ချက်တွေကအမှားအမှန်ကိုခင်ဗျားတို့ကျွန်တော်ပြောပြတာခင်ဗျားတို့လို့ရတယ်တော်တော်မားနေပြီနောက်ဆုံးကိုအောင်ပြောပြမယ်ကွာမတူပီမှာငလာလက်တဆုပ်စာလောက်ရှိတဲ့ငလာလူမျိုးတွေကမတူပီကိုထိတ်ထုတ်ချင်တယ်မတူပီကိုနိုင်ချင်တယ်ရှင်းရှင်းပြောရင်ကွာတောင်ပိုင်းကိုသူတို့နိုင်ချင်တယ်ချင်းပြည်နယ်တောင်ပိုင်းကိုသူတို့အုပ်ချုပ်ချင်တယ်အဲ့ဒီလက်တဆုပ်စာငလာအမျိုးတွေကအဲ့ဒါကိုငလာလူမျိုးတွေကကျွန်တော်တို့အိုက်ဒါသားတွေကိုအတုံးချတယ်ကောင်းကောင်းအတုံးချတယ်ဟိုနွားတွေကလည်းအတုံးချလို့ချမှမသိဘူးစွတ်စွတ်လှုပ်တယ်ရော့ဟိုဟာပေးမယ်ဒီဟာပေးမယ်ရော့ဒီဟာယူလိုက်ရော့ဆိုတာနဲ့ဟိုကလက်ခံပြီးတော့မှခိုင်းတယ်ပြလုံနေတော့တာပဲဒါကမှန်ပြမဟုတ်ဘူးညီကိုတို့ဒါကမှန်ပြမဟုတ်ဘူးမတိုက်ရှင်းဘူးခင်ဗျားတို့တေချာစဉ်းစားကြည့်ကွာခင်ဗျားတို့လုံရက်ကတနေ့တစ်ချိန်ကြရင်ကျွန်တော်တို့တောင်ပိုင်းချင်းမှာသွေးချောင်းစည်းလိမ့်မယ်နော်ကျွန်တော်တို့ပြည်သူတွေမခံတဲ့တနေ့ကြရင်သွေးချောင်းစည်းလိမ့်မယ်အရင်ကြောက်ဖို့ကောင်းတယ်သွေးချောင်းစည်းမယ်လို့ပြောတဲ့အခါမှာဟိုဖက်ထဲမဟုတ်ဘူးဒီဖက်ရောဟိုဖက်ရောအားလုံးဒုက္ခရောက်ကုန်မှာဆိုတော့ကျွန်တော်ဒီနေ့ပြောချင်တာအာနာပါဝါမတုံးပဲနဲ့ကိုလှုပ်တဲ့အလုပ်ကိုမှန်ကန်ချင်းမမှန်ကန်ချင်းကောင်းကောင်းလေးနဲ့ထောက်ပြမဟုတ်ဘူးလားထောက်ပြပြည်သူတွေကြိုက်မလားပြည်သူတွေလက်ခံမလားပြည်သူနဲ့လက်တွဲပြီးအလုပ်လုပ်ပါဒါကပထမဆုံး main point တစ်ခုပဲဟာလားခင်ဗျားတို့ CB lobby လူတွေကဘယ်လောက်မှဟောင်းကျွန်တော်နားမထောင်ခဲ့ဘူး
ဒီနေ့ဒီချိန်ထိတော်ထိုင်ကြီးကနဲ့စလာပြီးတော့မှ CB lobby ရစကလုံးတွေနားမထောင်ဘူးမကြိုက်လို့သူတို့ရဲ့စကလုံးတွေကတခါလာလဲစကားစအမစ်ဖြုတ်တိုက်မယ်ဆိုမရှိဘူးသူတို့ရဲ့ main အုံနောက်ဒီ brain ထဲမှာရှိနေတဲ့ဟာကအဲ့ဒီ lobby တွေကို CB တော့ brain wash လုပ်တဲ့ခါကျတော့ဒီ CB lobby တွေကတစ်ချိန်လုံး CNA ကိုတိုက်မယ်ဟာလားCC မှာလက်နဲ့ကင်နေတဲ့လူငယ်တွေတိုက်မယ်ပစ်မယ်အနိုင်တစ်ချိန်လုံးသူတို့အဲ့ဒါပဲပြောနေရကျွန်တော်ကြည့်ရလေဒါကကောင်းတဲ့လို့မဟုတ်ဘူးနော်ခွက်ကိုလည်းပြန်ကြည့်ဥပမာကျွန်တော်ဒါဆိုလို့ရှိရင် CB ရော CC ရောငိမ့်ချရေးဘယ်လိုယူမလဲညီကိုချင်းမလဲကွာမဟုတ်ဘူးလားညီကိုချင်းမလဲဘယ်လိုပေါင်းစီရေးလို့မလဲဘယ်လိုတတွေးတသားတဲ့ဘယ်လိုရက်တီးပြီးဘယ်လိုရှစ်ဆက်ပြီးတွားနိုင်မလဲဆိုတာပဲကျွန်တော်ဥပမာကျွန်တော်က lobby လုပ်မယ်ကျွန်တော်ကဥပမာကွာမီဒီယာလုပ်မယ်ဆိုရင်ကျွန်တော်အဲ့လိုပဲတိုက်တွန်းမှာတစ်ဖက် CB လူတွေကတခါလာလဲစကားစားအမစ်ဖြုတ်တိုက်မယ်ဆိုတော့သူတို့မပြောတခါမှမပြောဘူးသူတို့ပြောတာကဟဲ့လား CC ကိုတိုက်မယ် CC ဘယ်လိုနိုင်မလဲအဲ့ဒါရခိုင်အားကိုပြီးပြောနေတဲ့ဘောမတိုက်တယ်အများရှိတယ်နော်နာမည်ထုတ်ပြောပါဆိုလဲထုတ်ပြောလို့မကုန်ဘူးအများရှိတယ်သူတို့နာမည်ထုတ်ပြောဖို့ကငါပြင်းတယ်အဲ့ကြောင့်ကျွန်တော်တို့ CC မှာလည်းထုံနေလကောင်းပဲရှိကောင်းရှိနိုင်လိမ့်မယ်ရိုက်တက်မကုန်တော့ဘူးရှိကောင်းရှိနိုင်လိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့မီဒီယာလုပ်တယ်ဆိုရင်လက်ဦးနှစ်ဖက်အဆင်ပြေအောင်လုပ်ရမှာဒါမီဒီယာလုပ်ဟာလားသတင်းသမားတွေကလုပ်လက်ဦးနှစ်ဖက်ဘယ်လိုညီမလဲဘယ်လိုပေါင်းစည်းမလဲခင်ဗျားတို့ပြောအခုခင်ဗျားတို့ CB မင်းတဲ့ဖက်က CB ကျွန်တော်မသိဘူးဖလားဖက်ကလည်းမသိဘူးဒါပေမဲ့မတူပီမှာလက်ချစ်တော်ဆိုးရွားနေတဲ့ CB လူတွေအရက်တော်ဆိုးနေပြီတကယ်တော်ဆိုးနေပြီအချင်းအရက်ဆိုးနေပြီခင်ဗျားတို့အဲ့ဒါသိဖို့လိုတယ်ခင်ဗျားတို့ကျွန်တော်ပြောပြချင်တယ်အဲ့ဒီလက်တစုံစာလူတွေကဟာလားမနိုင်မှာဆိုလို့သူတို့ကြရှုံးမှာဆိုလို့ဟာလားအဲ့ဒီအချိန်တော့သူတို့တက်ခဲ့တဲ့သူတွေလည်းအများကြီးပဲဆိုတော့အဲ့ဒါတွေသူတို့နောက်တစ်ချိန်ကျရင်သူတို့ကောင်းပေါ်မှာရောက်လာမှာသူတို့ကြောက်လို့ဘယ်သူပူပေါင်းလဲဟမ်ခင်ဗျားတို့အေးသွားခေါ်တယ်အေးနဲ့ပူပေါင်းတယ်အေးရောက်လာတယ်ကဲမတပီမှာဆိုလို့ရှိရင်ဆေး6တွေလည်းဘောမှာပေါ့မတပီမှာဆိုရင်အခုဆေး6တွေလည်းတုံးနေပြီတရင်ကြားရတယ်ဒါကတော့ဟုတ်လားမဟုတ်လားကျွန်တော်အတိမပြုတ်ချင်ဘူးဟုတ်ချင်မဟုတ်မှာဘာလို့ဆိုတော့အေးလာတဲ့တော့ကြောက်မလို့ဟုတ်ချင်မဟုတ်မှာကျွန်တော်အေးတွေမကောင်းဘူးမပြောတော့အေးတွေမကောင်းဘူးတစ်စက်ကလေးမှကျွန်တော်ပါစကမပြောဒါပေမဲ့ကျွန်တော်ပြောချင်တာကခင်ဗျားတို့ဟာလားနောက်တစ်ခုရှိသေးတယ်နော်ဘာပြောလဲခင်ဗျားတို့ချင်းလိုက်ကောင်စီတွေရတဲ့ CNF ရတဲ့CB နဲ့လည်းမတည့်ဘူးတဲ့ပြီးလို့ရှိညီနောင်ဟာလားဖွဲ့စည်းထားတဲ့ဒီဖက်ကကူညီတဲ့ညီနောင်ကိုလည်းခြေဆုကမ်းနေတဲ့ငါတို့ခေါ်မှမခေါ်တာငါတို့အေးခေါ်တာမဟုတ်ဘူး CB နဲ့ခေါ်တာ CB ကဝက်ပြဒူးထောက်ပြီးသူတို့ရှိခိုးရမှာအဲ့ဒါ CC အလုပ်မဟုတ်ဘူး CB အလုပ်ခင်ဗျားတို့ကတော်တော်လေးချင်းနေဆိုးနေပြီမလုပ်ကြပါနဲ့ညီကိုချင်းမယ်အမအိုက်ဒါအခါလူငယ်စားဟဲ့ခွာတဲ့ပုတ်ထိုင်းနာအထဲလာသူရင်းကဘော်ရာဆွဲတန်းဝင်โอเคအဆွဲဆွနမှာခွာတဲ့ပုတ်ထိုင်းကြအောင်အချိန်မဆွဲကြနဲ့ခွာပုတ်ကိုချက်တာထဲလာလုတ်တင်လုတ်ထိုက်ကိုပဲခင်ဗျားတို့စူးစမ်းပြီးလုတ်ပါကျွန်တော်အကြံပေးချင်တယ်ပြီးလို့ရှိရင် CBA ကလည်းနဲ့အကင် help အမအိုက်ဒါစားခေါ်အထဲနဲ့ခွာပုတ်ကိုနာမီလူငယ်ဟဲ့နာမီကအဝလာအနာကတိုင်းပြည်ဟဲ့ပြီးနေပြီးထွတာမိုက်တီตัว CBA ကလူငယ်စားဟဲ့လည်းနဲ့အပုံ help ရထွတ်ခုစားပုန်นำช่องนำซ่านำทางเขาแทนนั่นตะกันบอนัวนำทางเขาแทนอสดองเขานำสดองแต่นางมีโลกมันเอาพลสดามเลยนำบีเลยแบบตัวอันนั้นมีก็นำบีส่วนนำมากะเชียอันนั้นก็นำเพียซีนำไม่ปุ่งเนี่ยแต่สดองอ่ะงาลาใครเต็มยาวคำยาวสลมนี่แม่ส่วนยินน้องตะเชงใจยินนางมีได้หลาทุบแบบผ่านแล้วมาปะโอเคน้องส่งตะคุบย้อนแม่ส่วนยิน sorry น้องส่งตะคุบย้อนแม่ส่วนยินနောက်ဆုံးတစ်ခုပြောမယ်ဆိုရင်နောက်တစ်ချိန်ကျရင်ဒီတော်ထိုင်ကြီးပြီးသွားလို့ဟာလားစပွဲခုံထိုင်နေတဲ့အချိန်မှာကျွန်တော်ပြောတာနားထောင်နော်ဒီတော်ထိုင်ကြီးကစီဘီယာချင်းပြည်နယ်မှာအုပ်ချုပ်တယ်ဆိုပါစို့နော်နောက်တစ်ချိန်ကျရင်စပွဲခုံလူတိုင်းဘ
ဘယ်အရကလာပြီးမှစပွဲကိုမှထိုင်နေအခါမှာအခုအိုက်ဒါသားတွေတရားမပါမှာမဟုတ်ဘူးဆိုတော့ခင်ဗျားတို့ကောင်းတယ်မှာမှတ်တာနော်ငါလားတွေသူတို့ပဲထဲမှာဘာကြောင့်လဲငါလားတွေကဒီအချိန်မှာတော်ထိုင်ကြီးမပါတဲ့သူတွေလဲအော်မြက်ပညာတတ်ဆိုပြီးအကောင်တွေသူတို့ဆွဲခေါ်ပြီးထဲမှာသူတို့အချင်းချင်းအဲ့လောက်ထိသူတို့နေတယ်နော်ရုပ်မှာကောက်ချစ်တာကျွန်တော်ငါလားတွေမကောင်းမပြောဘူးနော်အမှန်တရားပြောတာအခုနပထမမှာကျွန်တော်ပြောတာကအမှန်တရားမှာကြရှုံးနေတဲ့လက်နက်ကန်စီပြီးလို့ကျွန်တော်ပြောတယ်လူတဦးတယောက်ရဲ့နာမည်တက်ပြီးမပြောဘူးနော်အဲ့ဒါကိုခင်ဗျားတို့ကျွန်တော်ဒေါသထွက်ပြီးကျွန်တော်အမျိုးတွေပဲဖြစ်ဘာဖြစ်ဒုက္ခပေးမယ်ဆိုတော့ဒီထက်ခင်ဗျားတို့တော့အဖြစ်ပူကြီးလိမ့်မယ်နော်ပချင်နေပြီတာယုံတူစားပြီနေတာယုံတူစားပခတ်မင်းနော်နာချေတဲ့ဘီအင်ဘီအင်တချေတဲ့ဘီအင်ဘီအင်တအင်လင်းဘွေးလို့အင်မွေထားလို့อีเดือดวันแต่ไอ้ท่านปกติอิมลิงไม่ตรงเลยเฮ้ยป่ะต้องสนามปกไทยป่ะน้ำเฮ้ยป่ะนี่ก็เป็นชนชั้นสวรรค์เว้ยแล้วก็ได้เนี่ยเฮลส์อาเทนน่ะพวกกูกันที่นั่นจะน้ำซองน้ำสร้างน้ำทางกันแทนนั่นน่ะเฮลส์อาเทนน่ะเนาะน้ำฟิล์มกับน้ำฟิล์มดิดูยังน้ำหาบีน้ำบีไทยนี่จะสกันยุ่งมั้งดิตัวส่วนเราอะเฮดิโลมิวลูจากกับมันลูจ้าบ้านเนี่ยเนาะกูลูมิวชินตัวอังกฤษอาตัวมันดิอัมมากับอัมทางอ่ะผมไม่ได้ส่งสักระเบิดจังเวลาฉันตัวอาตุมันตีอามาข้ามทางอะพูดไม่ละสงสัยไปสูแต่ชาวบ้านทางลุงยังยศนำปังฮัลตัวยศนำปังเขาสละยศนำปังอาตุมิลุงเห็นสักขวานำคันท่านเนาะท่านบอกตาเปิดหูซ้อเปิดหูตาอิมนูอิมปาสักขวานปึกไทยบ่อเมริกาอัมก็ปึกสักแห่วันเวนี่ตัวอันนั้นแต่ก็ค่อยปึกพูดทูเวอีปึกไทยเท่าไงอินซ่าหาสักกันเบียร์แต่พัฒนาท่านเนาะหาสักกันเบียร์แต่พัฒนาท่านมาปกติท่านนำปึกเท่าไงอินซ่าเฮ้ยดีน้องโซ่ตะคุบย้อนชนะกว่าไอ้ดิซีบีมาตามวันทั้งสองนี่จะดูด้วยขมิ้นเราอัมหันเดียมาตัดต่อเรื่องจ่าชงนี่พี่น้องขมิ้นเราโลบะเนาะโลบะสุราก็อัมหันเดียเพิ่มมายัดดีบ่าปีดูนั่นสัตว์บ่าปีดูผู้บ้านบ่าปีดูนั่นเล็ดตัวไปอัลโลบะเป็ดตัวอาขามาขมิ้นเรามาจ่าชงบุขมิ้นดิเทแต่สิ่งขมิ้นเรายัดตัวมาจ่อตัวมาพิเดอะไรเรื่องจนอาเบชเนี่ยခင်ဗျားတို့အနိုင်လို့ချင်းလားပြည်သူတွေနဲ့ပူပေါင်းပါပြည်သူအကြိုက်နေပြီပါအဲ့လိုကျွန်တော်အကြံပေးချင်းတယ်နော်ကျွန်တော်ဘသူ့ကိုမှဒီမှာတူတယောက်ရဲ့နာမည်ဖော်ပြီးမပုတ်ခတ်ဘူးနော်ဒါပေမဲ့ဘယ်သူဘယ်ဝါလဲဆိုတာကတော့အလုံးသိရနော်သိရဒါပေမဲ့အဲ့ဒီနာမည်တက်ပြီးကျွန်တော်ဒီ live ပေါ်မှာတက်လာတာမဟုတ်ဘူးလူတိုင်းကစဉ်းစားတတ်တဲ့အုံနောက်ရှိရကျေးဇူးပြုပြီးတော့မှပြည်သူနဲ့ရက်တီပါဟာလားနိုင်ငံရေးပဲဖြစ်ဒီစီးပွားရေးပဲဖြစ်ဘာဟုတူတာပဲဖြစ်လူမျိုးရေးဖက်မှာပဲဖြစ်တကူကောင်းအတ္တရှိပတော်မအောင်မြင်ချင်းဆိုမလားဟုတ်တာမလားဘူးပြည်သူနဲ့ပူပေါင်းပါပြည်သူနဲ့တလုံးတည်းရက်တည်ပေးပါဒါဆိုခင်ဗျားတို့တွေ့လက်ဆင်ပြေနော်အဲ့ဒါလေးကိုကျွန်တော်အနုညွတ်နဲ့အခု live ပေါ်တော့တောင်းဆိုတာဖြစ်တယ်ကျေးဇူးပြုပြီးအခုလှုပ်ချက်ဒီကကွာချင်းပြည်နယ်မှာတွေးချောင်းစီးမှအနေထားရောက်လာပြီအရန်ကြောက်ဖို့ကောင်းတယ်အဲ့ဒါအန်ဒရယ်လည်းများတယ်ဒါကြောင့်မလို့ကျေးဇူးပြုပြီးမတူပီကလူငယ်တွေအားလုံးခင်ဗျားတို့ကောင်းတယ်မှာစဉ်းစားဒီချိန်မှာဘော်ဒါဆွဲလာပြီခင်ဗျားတို့ဘယ်လိုလုပ်မလဲခင်ဗျားတို့ဆုံးဖြတ်အဲ့ဒါပဲကျွန်တော်ခင်ဗျားတို့ရဲ့ရွေးချယ်ပိုင်ခွင့်ကခင်ဗျားတို့ရဲ့ choice ခင်ဗျားတို့ရွေးချယ်ပိုင်ခွင့်ကဒီနေ့ဒီချိန်မှာနောက်မကျသေးဘူးနော်ဘယ်လိုလုပ်ကောင်းမလဲခင်ဗျားတို့ရွေးချယ်လို့ရတယ်မင်းတို့ရဲ့အဲ့ဒါ freedom ပဲနောက်တစ်ချိန်ကြာမှမင်းတို့ရဲ့လွတ်လပ်ပိုင်ခွင့်ရှိမှာမဟုတ်တော့ဘူးသူတို့လက်ထဲရောက်ပြီဆိုလို့ရှိရင်ခင်ဗျားတို့ဘယ်တော့မှလွတ်လပ်မှာမဟုတ်ဘူးကျွန်တော်ကလုပ်ဝင်တော့မှာဆိုတော့အဲ့လောက်ပဲလို့အဲ့လိုရှိရင်နောက်တနေ့ကျရင်ကျွန်တော်ပြန်ပြောလိမ့်မယ်အားလုံးကျေးဇူးတင်တယ်နော်